နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်အေးလိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်မိတ်ဆွေအတုဟာနံပါတ်1ကကိုယ့်ဘက်ကတစ်ဖက်သက်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ယူတတ်တယ်နော်ဟိုကလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုကလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတထုဟရသူကယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတယ်ဟင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တစ်ပြေလောက်ယူသွားတယ်ဒါမဟုတ်ပါဘူးကိုယ်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးတယ်အဲ့ဒီလိုပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတတုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုတိတ်ကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့ပေါင်းတဏှလာအောင်ပေါင်းတတ်တယ်အညတတုဟရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကူကြီးအားကိုးပါတယ်အမကြီးအားကိုးပါတယ်နဲ့ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတတုဟရမိတ်ဆွေသူ့အကျိုးသူမျှော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်းလုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတတုဟရမိတ်ဆွေလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေနဲ့ဝေဝေကရှောင်ကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဝစီပရမဆိုတာလောကုတ်လုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုတ်လုတ်တာဗာနဲ့လောကုတ်လုတ်တုံးဆိုရင်အတိတ်နဲ့လောကုတ်လုတ်တယ်အနာဂတ်နဲ့လောကုတ်လုတ်တယ်ဆိုပါစို့အိမ်တိမ်သွားလဲဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာစက်သားဟင်းချက်ထားတာအခုတော့မင်းချင်းဟင်းပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါစက်သားဟင်းနော်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟောမနေ့ကဟာနဲ့အခန့်လွတ်လိုက်တာပဲအဲ့ဒါတခါတလေဟိုနှစ်ကဟာနဲ့အခန့်လိုက်ငါမနေ့တုန်းကစီးပွားဖြစ်တုန်းကမင်းမလာဘူးကွာမင်းကငါမျောလိုက်တာမင်းမလာဘူးခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတယ်အော်ဒီကောင်ငါ့ပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာဂတ်နဲ့အခန့်နဲ့ဆိုတာဘာလဲအေးနောက်နှစ်ခါကျတော့မင်းလာခဲ့ဒီချိန်လာခဲ့မင်းလိုချင်တာတွေကအကုန်ရစေနောက်နှစ်ခါသွားရင်တော့ရချင်မှရမှာဒါပေမဲ့လို့နောက်နှစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန့်တာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန့်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းသတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုတ်တဲ့ဟာလည်းရှိတယ်မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာကွာမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတစ်ထည်တည်းရှိလို့ကွာအနှုတ်မို့ဆိုရင်မင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတစ်ထည်တည်းရှိလို့အနှုတ်ဆိုမင်းငါပေးပါငွေသွားချီလို့ရှိရင်လည်းဟာငါမှဒီနေ့ကြက်နေသေးလို့ကွာအနှုတ်ဆိုရင်ငါမင်းပေးပါလေဟာငါထဲမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာငွေကြီးအဲ့ဒီလိုလုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမိတ်ဆွေမျိုးမိတ်ဆွေတုဝစီပရမမိတ်ဆွေလို့ခေါ်တယ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရှိလို့မင်းကားလေးခဏငါစမ်းဟာငါကမင်းလျှော့ပါမကောင်းလို့ကွာဒီနေ့ဝါရှော့ပို့ရမှာတကယ်တော့ကောင်းတယ်ကောင်းရင်လည်းကောင်းနေမှာပေါ့နော်ကားကဘာဖြစ်နေလို့ခီးဝေးသွားလို့မရသေးဘူးသို့မဟုတ်ငါကားဝါရှော့ထိုးထားတယ်ဟုတ်မဟုတ်ပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်ပါတယ်ဒါမျိုးတဲ့အဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေထူပါတဲ့မိတ်ဆွေအစစ်မဟုတ်ပါဘူးတဲ့နောက်တစ်ခုကတော့ဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းလည်းလိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေထူပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတော့ဆိုလို့ရှိရင်
မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်လဲဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒါလို့အကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောတယ်မကောင်းမှုတွေလုပ်မယ်ဆိုရင်လဲဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားသံနောက်လိုက်ပြီးတော့ तू အကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ဒါတွေကိုလည်းလူတွေကပေါင်းသိကြတာပဲဘာဖြစ်လို့လဲကိုယ်သဘောနဲ့အန်ချဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာ तू ကရှေ့မှာကြတော့ချီးမွမ်းတယ်ရှေ့မှာကြတော့ချီးမွမ်းလူတွေကရှေ့ကြတော့ချီးမွမ်းကြတယ်လေဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ့ချရတာဒီကောင်ဒီတိုင်းမှာဒီကောင်ဘယ်ဟုတ်မလဲဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းတွေပြောတော့ရင်နောက်တစ်ယောက်ကထသွားအလုပ်ဆရာရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုဟိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံရတယ်သူလည်းတူပါပဲဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပ္ပိယပါဏိရှေ့တော့ကောင်းတယ်၊ကွဲရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားတတိထားမဲ့ပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ်၄ကဘာတော့ဆိုလို့ရှိရင်စီးပွားပြက်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါယသဟာယပစ္စည်းဥစ္စာတွေပျက်စီးဖို့အတွက်အပေါင်းအသင်းနဲ့ဘာတော့ဆိုလို့ရှိရင်အေးဘီယာဆိုင်သွားမယ်ဆိုဖော်ပဲလိုက်မယ်နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်အေးလိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော်လမ်းလေကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာကြစိတ်ဝင်စားတယ်ဖះသောအကြောင်းတဲ့ကြတော့မလိုက်ဘူးဘာရှိသေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူးအလုတ်အားမဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေကိုအားမအားတာအေးနောက်တစ်ခုကသူကဘာလုပ်တော့ဆိုရင်ပွဲလန်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်ခေါ်လို့ရှင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးဓာတ်ထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်းမိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်းရမယ့်မိတ်ဆွေလွတ်တော်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ္တရန်သူလွတ်တော်သတ်မှတ်တယ်။ဘာကြောင့်ရန်သူလွတ်သတ်မှတ်တုံးဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာဟုတ်ပထမတော့တွဲနေတာဟုတ်တယ်အောင်ရှိသို့ပေါ့ကိုယ့်ဘဝပျက်စီးဖို့ပဲဒါတွေကတောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားပဲအပြောအပါသွားဖို့သွားပဲဆိုတာပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ္တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေလို့မသတ်မှတ်ဘူးအေးပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်ဘူးပေါ့